မိတ်ဆွေကနဖက်ကြီးခဏခဏထွက်နေရလူလားအဲ့တော့တရက်ကိုတစ်ခါလောက်နားကိုနှိုက်လိုက်ရမှနေနိုင်တာလားခဏခဏနဖက်ကြီးတွေထွက်နေတာဘာကြောင့်လဲဆိုတာကိုအခုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့နဖက်ကြီးဆိုတာခန္ဓာကိုယ်အတွက်အညစ်အကြေးမဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ကလိုအပ်လို့ထုတ်ပေးထားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်နဖက်ကြီးထဲမှာအကြမ်းမြင့်ဘာတွေပါဝင်လဲဆိုတာကိုရှင်းပြပေးသွားပါမယ်အဲ့တော့နဖက်ကြီးကဘယ်ကနေဘလို့စသည်ဖြစ်ပေါ်လာလဲဆိုတာကိုအရင်ဆုံးပြောပြပေးသွားပါမယ်အဲ့တော့ခန္ဓာကိုယ်မှာ serotonin gland လို့ခေါ်တဲ့ဒါအရည်ပြည့်ပြည့်တွေထုတ်တဲ့အရည်အိတ်ရယ် sebaceous gland လို့ခေါ်တဲ့ဒါအရည်ကြဲကြဲလေးတွေထုတ်တဲ့အရည်အိတ်ရယ်ဆိုပြီးတော့ကျွန်တော်တို့နားထဲမှာနှစ်မျိုးရှိပါတယ်ဒီနှစ်မျိုးကအရည်တွေကိုထုတ်ပေးပါတယ်အဲ့တော့ဒီရည်တွေထုတ်ပေးလိုက်တဲ့အခါမှာဘယ်လိုလုပ်နဖက်ကြီးဖြစ်လာလဲပေါ့နော်ဒီရည်တွေကကျွန်တော်တို့ခန္ဓာကိုယ်ကတေဝါတဲ့ဆဲအသေးတွေအပြင်ကဖုံနေသေးတွေအဲ့ဒါတွေကိုအကုန်လုံးဖမ်းပြီးတော့ကျွန်တော်တို့ဒီခုနအရည်လေးနဲ့ပေါင်းပြီးတော့နဖက်ကြီးဆိုတဲ့အရာဖြစ်လာတာပါနဖက်ကြီးကခန္ဓာကိုယ်အတွက်ဘယ်နေရာမှာအသုံးဝင်တာလဲနဖက်ကြီးတွေရှိခြင်းအပြင်ကျွန်တော်တို့အပြင်ကနေပိုးကောင်လေးတွေဝင်လာလို့ရှိရင်နားကိုကာဝယ်ပေးထားတယ်ပြီးတော့နဖက်ကြီးကိုယ်နိုင်ကတာပိုးတက်တဲ့အာနိသင်ရှိတယ်အတွက်ကြောင့်မလို့ပိုးကောင်လေးတွေဝင်လာလို့ရှိရင်သူကအရင်တက်ပေးတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာနဖက်ကြီးရှိတာကောင်းပါတယ်နဖက်ကြီးတွေလုံးဝပြောင်းရှင်းနေတာဆိုရင်တော့တိတ်ပြီးတော့မကောင်းပါဘူးကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ပြောရမယ့်အကြောင်းအရာလေးကိုဆက်လိုက်ရအောင်နော်ဒီမှာတချို့လူတွေကနဖက်ကြီးအထွက်များပြီတချို့လူတွေကဘာလို့မထွက်တာလဲပေါ့နော်နဖက်ကြီးအထွက်များခြင်းအကြောင်းလေးကိုကျွန်တော်ရှင်းပြသွားပါမယ်ပထမတစ်ခုကတော့မျိုးရိုးဗီဇပါမျိုးရိုးဗီဇပါကျွန်တော်တို့အာရှလူမျိုးတွေကနဖက်ကြီးအဆိုတွေတိတ်ထွက်လိမ့်မရှိဘူးပေါ့နော်နဖက်ကြီးအဆိုနဲ့များများထွက်လိမ့်ရှိတာကတော့ကျွန်တော်အာဖရိကန်လူမျိုးတွေအိန္ဒိယလူမျိုးတွေကပို့ပြီးတော့ထွက်လိမ့်ရှိတာပေါ့နော်ဒါကြောင့်သူတို့ကနားကိုခဏခဏတန်ရှင်းရေးလုပ်ရလိမ့်ရှိတယ်နဖက်ကြီးတွေခဏခဏဖြစ်ပြီးတော့နားဆေးကန်းကိုပြရလိမ့်ရှိပါတယ်နံပါတ်2ချက်ကတော့အသက်အရွယ်ပါကျွန်တော်တို့အသက်ကြီးလာလို့ရှိရင်ဆဲအသေးပို့ပြီးတော့များပါတယ်ဒါကြောင့်မလို့အသက်ကြီးလာလို့ရှိရင်နဖက်ကြီးတွေအဖြစ်များပြီးတော့နားကပိတ်သွားနိုင်ကြီးပို့ပြီးတော့များပါတယ်ဒါကြောင့်ကျွန်တော်တို့အိမ်မှာရှိတဲ့ဖိုးဖိုးတွေဖွားဖွားတွေကိုကျွန်တော်တို့နားလေးတွေကိုဓမီလေးထိုးပြီးကြည့်ပြီးတော့နဖက်ကြီးတွေရှိနေရဆိုရင်တန်ရှင်းရေးလေးလုပ်ပေးသင့်ပါတယ်နံပါတ်3ချက်ကတော့နားလန်းကြောင်းမညီခြင်းဖြစ်ပါတယ်ပုံမှန်အဖြစ်ကျွန်တော်တို့နားကဖြောင်းဖြောင်းပြီးတော့မဟုတ်ပါဘူးဒါပေမဲ့တချို့လူတွေမှာじゃတအားကိုကွေးကောင်းနေတဲ့အနေအထားမှာကျွန်တော်အပြင်ကနေဖုန်နေသေးတွေဝင်သွားတယ်ဆိုလို့ရှိရင်ဝင်သွားတော့ကတော့ကျွန်တော်တို့လွယ်လွယ်ကူဝင်သွားပြီးတော့ပြန်မထွက်နိုင်ဖြစ်တတ်ပါတယ်ပြန်မထွက်ဘဲနဲ့ကြံခဲ့တဲ့ဖုန်နေသေးတွေကဆုလာပြီးတော့နဖက်ကြီးအဖြစ်ပြောင်းလဲသွားပြီးတော့နားကပိတ်သွားတတ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့နှကြက်ကြီးခဏခဏတက်ခြင်းဖြစ်ပါတယ်နှကြက်တွေကိုခဏခဏတက်လို့ရှိရင်နားမှာဒါဖုန်နေသေးတွေသွားဆုမယ်အပြင်မှာနရွက်ရဲ့အပြင်မှာရှိတဲ့ဟလာအညစ်အကြေးလေးတွေကအတွင်းထဲကိုပြန်ထိုးထည့်လို့ဖြစ်ပြီးတော့အတွင်းတနေရာမှာဒီဖုန်နေသေးတွေဆူထားပြီးတော့နဖက်ကြီးအဖြစ်များပါတယ်အဲ့တော့နှကြက်တက်တဲ့လူမှလည်းဖြစ်နိုင်တယ်နားကြကရိယာတက်တဲ့လူမှလည်းဖြစ်နိုင်တယ်ပေါ့နော်နားကိုလက်နဲ့ခဏခဏထိုးပြီးနှိုက်တဲ့လူတွေမှလည်းဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဒီအချက်လေးတွေကိုတော့နည်းနည်းလေးသတိထားရမယ်ပေါ့နော်နဖက်ကြီးတွေများစေတာလည်းဒီအချက်လေးတစ်ချက်ပါပါတယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့နားကိုဂွန်းနဲ့ထိုးခြင်းဖြစ်ပါတယ်ကော်တွန်ဘတ်လို့ခေါ်တဲ့ကြီးနားထိုးတဲ့ဂွန်းတန်လေးနဲ့နားကိုထိုးတဲ့အခါမှာကျွန်တော်အဝကနေအတွင်းထဲကိုပဲဒါထိုးထည့်လိုက်လို့ဖြစ်သွားပြီးတော့အတွင်းတနေရာမှာဒီနဖက်ကြီးအမုံတွေကစုသွားပြီးတော့နဖက်ကြီးကအကြီးတွေဖြစ်တာเนาะအဲ့လိုထိုးရင်းနဲ့မှဒီပုံပဲ့သွားပြီးတော့နဖက်ကြီးတွေစုပြီးတော့ပိုးဝင်ပြီးတော့နားကြိုက်တာဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအချက်လေးတွေကိုလည်းဒါဂယူးဆိုင်တင်နေပေါ့เนาะအဲ့တော့နောက်ဆုံးပြောရမယ်ဆိုရင်တော့ဗျာကိုကနဖက်ကြီးတွေအများကြီးဖြစ်လာပြီဖြစ်လာရင်နဖက်ကြီးတွေကိုကျွန်တော်တို့ဘယ်လိုထုတ်ကြမလဲပေါ့နော်အကောင်းဆုံးကတော့နဖက်ကြီးတွေများလာလို့ရှိရင်ကိုယ်တိုင်မထုတ်ပါနဲ့ကိုယ်ပါဝင်ခြင်းမှာကိုယ့်ရဲ့နားကိုကြည့်နိုင်မဲ့လူတယောက်ရှိလို့ရှိရင်သူ့ကိုကြည့်ခိုင်းပြီးတော့ထုတ်တာပို့ပြီးတော့တင်တော့ပါတယ်ဘာလို့ဆိုကိုယ်နားကိုကိုယ်နှိုက်တယ်ဆိုတာမမြင်ရဘူးပေါ့နော်မမြင်ရတော့ခါကျထိခိုက်သွားလို့ရှိရင်သွေးထွက်တာတွေနားစီပေါက်တာတွေဖြစ်တတ်ပါတယ်အဲ့တော့တခြားတစ်ယောက်ကမြင်နေဆိုရင်သူလည်းလွယ်လွယ်ကူကူလှုပ်လို့ရတဲ့အနေအထားဆိုရင်တခြားတစ်ယောက်ကိုလှုပ်ခိုင်းလိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာတတိထားဖို့ကတခြားတစ်ယောက်ကိုလှုပ်ခိုင်းပြီဆိုရင်လေကိုကတတိလေးနဲ့နေဖို့လိုတယ်ပေါ့နော်ကိုကနာကျင်မှုတစ်ခုဖြစ်တဲ့အခါမှာပေါ့နော်ကျွန်တော်ရုပ်တရက်လှုပ်တက်ကြတယ်လူတိုင်းအဲ့ချိန်မှာအဲ့လှုပ်တာလေးကိုလည်းကိုကတတိထားပြီးတော့ငြိမ်လေးနေပြီးတော့ပေါ့နော်တခြားတစ်ယောက်ကိုလည်းဒါအလင်းကောင်းကောင်းမြင်ရတဲ့နေရာမှာဓမီထိုးတာမျိုးလုပ်ပြီးတော့ဒီနဖက်ကြီးလေးကိုဖယ်ပြီးလို့ရပါတယ်ဒါပေမဲ့ဟိုးအတွင်းထဲကိုရောက်သွားပြီးအတွင်းထဲကိုရောက်တဲ့လှုပ်ပြီးတဲ့လူကလည်းမလှုပ်နိုင်တော့ဘူးဆိုရင်တော့နီးစက်ရဆေးရုံဆေးခန်းကိုသွားပြီးတော့ဒါဆရာဝန်နဲ့တိုင်ပင်ပြီးတော့ထုတ်တာတော့ပို့ပြီးတော့တင်တော့ပါတယ်
အဲ့တော့ဒီတဲ့အရေးကြီးတဲ့အချက်တွေရှိရင်တော့ကျွန်တော်နားနှာခေါင်းလဲချောင်းဆရာဝန်နဲ့ပြသင့်ပါတယ်ဘယ်လိုအချက်တွေလဲဆိုတော့နားကလုံးဝပိတ်ပြီးမကြားရတာနားဥတာနားပြည်ယူတာနားကနေပြီးတော့တွေးထွက်တာပေါ့နော်အဲ့တော့ဒီအချက်တွေပေါ်လာတယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘာကိုမလုံးနဲ့ဟလာကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေလည်းမလုံခိုင်းမဲနဲ့နားနှာခေါင်းလဲချောင်းအထူးကုဆရာဝန်နဲ့ပြပြီးတော့ဒါဒီနှစ်ဖက်ကြီးကိုထုတ်ပေးတာပို့ပြီးတော့တင်တော့ပါတယ်ကဲမိတ်ဆွေကောဒီနှစ်ဖက်ကြီးတွေများလာလို့ရှိရင်ဘယ်လိုလုပ်ဘူးလဲပေါ့နော်နှစ်ဖက်ကြီးအကြီးတွေထွက်ဘူးလားပေါ့နော်အတွေ့အကြုံလေးရှိတယ်ဆိုလို့ရှိရင်တော့ဒီမှာမျှဝေသွားလို့ရပါတယ်မင်္ဂလာပါကျွန်တော်တော့ဒေါက်တာဖုန်းဖြစ်ပါတယ်